အားလုံးပဲမင်္ဂလာပါဒီကနေ့ပြောပြချင်တဲ့အကြောင်းအရာကတော့ phylogeny လို့ခေါ်တဲ့သင်ခန်းစာပဲဖြစ်ပါတယ်ဒါကကျွန်တော်တို့ GED ရဲ့သင်ခန်းစာတစ်ခုပါကျွန်တော်က phylogeny ဆိုတာပါလေ phylogeny ကိုကျွန်တော်တို့ဘယ်နေရာမှာသုံးသလဲဆိုတာကိုကျွန်တော်မပြောပြခင်မှာကျွန်တော်ကမေးခွန်းလေးတစ်ခုအရင်ဆုံးမေးပြစေဒီမေးခွန်းလေးအတွက်ကျွန်တော်ကတတဝ၃កောင်ကိုကျွန်တော်ပေးထားပါတယ် lion ရဲ့ leopard ရဲ့ jaguar ရဲ့ကျွန်တော်ရဲ့မေးခွန်းကဒီမှာပါအဲ့တော့ lion က leopard ရော jaguar ရောဒီတတဝ၃កောင်အတူညီတဲ့ genus ကနေမှဆင်းသက်လာတယ်ဒါပေမဲ့အဲ့ဒီတတဝါ၃កောင်ထဲမှာဘယ်တတဝါ2កောင်ကပို့ပြီးတော့ more closely related ဖြစ်တယ်လေပေါ့ဘယ်တတဝါ2កောင်ကပို့ပြီးတော့မှမျိုးနီးစပ်တယ်လေဆိုတော့ကိုကျွန်တော်ကမေးချင်တာပါဆိုပါစို့lion နဲ့ leopard ကပို့ပြီးတော့မှအမျိုးနီးသလားဒါမှမဟုတ် leopard နဲ့ jaguar ကပို့ပြီးတော့အမျိုးနီးသလားဒါမှမဟုတ် lion နဲ့ jaguar ကပို့ပြီးတော့အမျိုးနီးသလားဘယ်တတဝါ2កောင်ကပို့ပြီးတော့မျိုးနီးမလဲဒါလေးကျွန်တော်တို့အရင်ဆုံးစဉ်းစားကြည့်အောင်နော် lion ရဲ့ leopard ရဲ့ jaguar ရဲ့ဒီတရဝါ၃កောင်မှာဘယ်တရဝါ2កောင်ကပို့ပြီးတော့မျိုးနီးတယ်လဲဒီမိကုံးလေးကိုစဉ်းစားပြီးတော့ဖြည့်ချင်ပါဟုတ်ပြီအဲ့တော့ဆော့ကျွန်တော်မေးတဲ့မေးခွန်းလေးကိုဖြည့်တတ်ဖို့ဆိုလို့ရှိရင်ဒီတိုင်းတော့ကျွန်တော်ဖြည့်လို့မရဘူးအဖြေမှန်မှန်ကန်လိုချင်တဲ့ solution တော့ကျွန်တော်ဒီဘက်မှာပြထားတဲ့ဒီ diagram လေးတစ်ခုပေါ်အခြေခံပြီးတော့ကျွန်တော်တို့ဖြည့်ရပါမယ်ကျွန်တော်ခုပြထားတဲ့ diagram လေးရဲ့နာမည်က phylogeny လို့ခေါ်တဲ့ diagram လေးပါဒီ diagram လေးကို phylogeny လို့ခေါ်တယ် phylogeny ကိုဆွဲတဲ့အခါမှာဒီလိုပုံစံလေးဆွဲလို့ရတယ်နောက်တစ်ခါတစ်ပင်ကနေအခိုင်ခွဲသွားတဲ့ပုံစံမျိုးလေးဆွဲလို့ရပါတယ်ဆွဲတဲ့အခါမှာကျွန်တော်တို့သတိထားစရာရှိတာကကျွန်တော်တို့တက်ရှိတွေဖြစ်ပေါ်လာတဲ့ evolution ဖြစ်ပေါ်လာတဲ့အခါမှာဖြစ်ပေါ်လာတဲ့တက်တန်းတွေပေါ်မှာမူတည်ပြီးတော့ဒီ branch တွေကိုဆွဲတဲ့အခါအရှိအတိုးကွာပါတယ်ဒါလေးတွေကိုကျွန်တော်တို့အသေးစိတ်သတိထားပြီးဆွဲရပါတယ်phylogeny ဆွဲတဲ့အခါမှာနော်အဲ့တော့ phylogeny ဆိုတာပါပဲ phylogeny ဆိုတာက is a hypothetical relationship between groups of organisms being compared ဒါဆိုလို့တဲ့အိဗေကတက်ရှိအုပ်စုတစ်ခုနဲ့တစ်ခုကိုတိုင်းရှင်တဲ့အခါမှာအဲ့ဒီတက်ရှိအုပ်စုတစ်ခုနဲ့တစ်ခုဟာဘယ်လိုမျိုးဆက်နွယ်မှုရှိတယ်လဲဆိုတော့ကျွန်တော်တို့လေ့လာတဲ့diagram မှာအဲ့ diagram လေးကိုကြည့်ပြီးတော့တက်ရှိအုပ်စုတစ်ခုနဲ့တစ်ခုဟာဘယ်လောက်နီးတယ်လဲဘယ်လောက်ဝေးတယ်လဲဆိုတော့ကျွန်တော်တို့အလွယ်တကူဆုံးဖြတ်လို့ရပါတယ်ဒါ phylogeny ရဲ့အသုံးဝင်ပုံမှာဟုတ်ပြီဒါဆိုကျွန်တော်တို့ဒီသင်ခန်းစာမှာကျွန်တော်တို့ focus လုပ်ချင်တဲ့တရားဝါ၃កောင်ပါအဲ့နဲ့လဲဆိုရင် lions ရဲ့ leopard ရဲ့ jaguar ရဲ့ဒီတရားဝါ၃កောင်အဲ့၃កောင်မှာဘယ်တရားဝါ2កောင်မှာပို့ပြီးတော့မျိုးနေတယ်လေ more closely related ဖြစ်တယ်ဒါစဉ်းစားအဲ့တော့ဒီဖြေရဖို့ဆိုကျွန်တော်တို့ဒီကနေပြီးတော့ဒါလေးကိုကျွန်တော်တို့ branch လို့ခေါ်ရဲဆိုတာအားလုံးသိကြမှာပါအဲ့ဒီ branch လေးတွေကိုကျွန်တော်တို့က backward နောက်ပြန်ဆက်ဆွဲကြည့်ပါ lion မှာ lion ရဲ့ branch ကိုလည်းပဲကျွန်တော်တို့နောက်ပြန်ဆက်ဆွဲမယ် leopard ရဲ့ branch ကိုလည်းကျွန်တော်တို့နောက်ပြန်ဆက်ဆွဲမယ်နောက်ပြန်ဆက်ဆွဲပြီးတော့ဘယ်ရောက်ဒီထိဆွဲမှာလဲဆိုတော့ဒီအလဲဆုံးမှဖြစ်တဲ့ note ကိုရောက်ဒီထိကျွန်တော်တို့ဆွဲပါမယ်အဲ့တော့ဆွဲကြည့်လိုက်ပါမယ်အဲ့တော့ lion ကနေလည်းပဲကျွန်တော်တို့ branch ကိုနောက်ပြန်ဆွဲတယ် leopard ကလည်းကျွန်တော်တို့ branch ကိုနောက်ပြန်ဆွဲတယ်အဲ့အလဲမှာလာဆုံးတဲ့အမှတ်ကလေးတနာလေးကြည့်နော်အလဲမှာလာဆုံးတဲ့အမှတ်လေးအဲ့ဒီဆုံးတဲ့အမှတ်ကိုကျွန်တော်တို့ note NODE note လို့ခေါ်ပါတယ်အဲ့ဒီ note စုံမှတ်လေးမှာပါရှိတာလဲဆိုတော့ lion ရဲ့ဘိုးကြီး leopard ရဲ့ဘိုးကြီး ancestor တကောင်ရှိပါတယ်အနီးဆုံး ancestor ပါဒါကြောင့်အဲ့ဒီ point ဘယ်သူရှိနေတဲ့ point လဲဆိုတော့ကျွန်တော်တို့ most recent common ancestor အနီးကပ်ဆုံးဘိုးဘွားရှိတဲ့နေရာပါအဲ့ဒီဘိုးဘွားကနေပြီးတော့မှ lion နဲ့ leopard ကိုခွဲထုတ်ပေးလိုက်တာဖြစ်ပါတယ်ပုံကွဲသွားတာဖြစ်ပါတယ်နော်ဒါဒီမျိုးနားလည်ထားနော်ဒါဆိုရင်ဒါသူရဲ့အလွယ်ပြောမယ်ဆိုရင် MRCA point ပေါ့အရှေ့ပြောမယ်ဆိုရင် most recent common ancestor point ရှိတာပေါ့နော်ဒါကျွန်တော်တို့ lion နဲ့ leopard ကိုကျွန်တော်တို့စဉ်းစားတာဒါဆိုဆက်ပြီးတော့ကျွန်တော်တို့ leopard နဲ့ဒီကျွန်တော်တို့လိုရှိတဲ့ jaguar နဲ့ကိုကြည့်ကြည့်အောင်ဒါဆိုလို့ရှိရင် jaguar ကနေပြီးတော့လည်းပဲ branch ကိုနောက်ပြန်ဆက်ဆွဲမယ် leopard ကနေပြီးတော့လည်းကျွန်တော်တို့ branch ကိုနောက်ပြန်ဆက်ဆွဲကြည့်ဆွဲတဲ့အခါမှာဒီလိုပုံစံလေးရမယ်jaguar ကနေဆက်ဆွဲလာတယ် note ကြည့်အောင်ကျွန်တော်တို့ကြက်ထားလိုက်မယ်အဲ့ဒါမဲ့ leopard ကနေကျွန်တော်တို့ဆက်ဆွဲမယ်ဆက်ဆွဲပြီးအဝါရောင်မြင်းလေးနဲ့ကျွန်တော်တို့ဆက်ဆွဲပါပြီဆက်ဆွဲပြီးတော့အဲ့ဒီမှာအလဲမှာလာဆုံးတဲ့အမှတ်လေးရှိပါတယ်အဲ့ဒီစုံမှတ်ပြီး leopard နဲ့ jaguar ရဲ့ common ancestor ရှိတဲ့ point မှာအနီးကပ်ဆုံး common ancestor မလို့အဲ့ဒီ point ကို most recent common ancestor လို့ကျွန်တော်တို့နားလည်ထားပါမယ်ဒါဆိုကျွန်တော်တို့စဉ်းစားကြည့်ပါ lion နဲ့ leopard စုံတဲ့ ancestor ရဲ့ leopards နဲ့ jaguar နဲ့စုံတဲ့ ancestor ရဲ့ဘယ်ကောင်ကပို့ပြီးတော့နီးတယ်လို့ထင်ပါလဲဟုတ်တာပေါ့ lion နဲ့ leopard ရဲ့ common ancestor စုံမှတ်ဟာပို့ပြီးတော့နီးပါတယ်အဲ့လိုမျိုးစုံမှတ်ပိုနီးတယ်ဆိုလို့ရှိရင်တို့နှစ်ကောင်ဟာအမျိုးပို့ပြီးတော့နီးကပ်ပါတယ် more closely related ဖြစ်ပါတယ်
ဒါကြောင့်ကျွန်တော်တို့အဖြေရတော့ပါပြီ lion နဲ့ leopard တွေ jaguar ရဲ့ဒီသတ္တဝါ၃ကောင်မှာ more closely related ဖြစ်တာဒီ lion နဲ့ leopard ဖြစ်ပါတယ် jaguar နဲ့ဆိုရင်စုံမှတ်ဝေးတာကိုတွေ့ရအဲဆိုပို့ပြီးတော့တေချောင်းကျွန်တော်တို့ lion ကနေပြီးတော့ကျွန်တော်တို့ဆက်ဆွဲကြည့်အောင် lion ကိုဆွဲတဲ့အခါမှာ lion ရဲ့ branch ကိုနောက်ပြန်ဆွဲတဲ့အခါမှာကျွန်တော်တို့မြင်းနီလေးနဲ့ကျွန်တော်တို့ဆွဲပါမယ်ကျွန်တော်ဆွဲတဲ့မြင်းလေးကိုတေချာကြည့်ပါဒီမှာလာစုံနေဟုတ်လားအဲ့တော့အနှစ်ချုပ်လိုက်လို့ရှိရင်ကျွန်တော်တို့ဘာကိုသွားတွေ့ရလဲဆိုတော့leopard နဲ့ jaguar နဲ့စုံမှတ်ကလည်းဒီနေရာမှာပဲနော် lion နဲ့ jaguar နဲ့စုံတဲ့မှတ်ကလည်းဒီနေရာမှာပဲအဲ့တော့ jaguar ကနေကြည့်မယ်ဆိုရင် lion နဲ့ဆိုလို့ရှိရင်jaguar ကနေကြည့်မယ်ဆိုရင် lion ရဲ့စုံမှတ်ကလည်းဒီနေရာ leopard ရဲ့စုံမှတ်ကလည်းဒီနေရာနေရာတစ်နေရာထဲမှာလာစုံတဲ့အတွက်ကြောင့် lion နဲ့ leopard ဒီ jaguar နဲ့ equally related ဖြစ်ပါတယ်ဆွေမျိုးနီးစပ်တဲ့အခါမှာတူညီစွာနီးစပ်ပါတယ် lion ကပို့ပြီးတော့နီးကပ်တာတို့leopard ကပို့ပြီးနီးကပ်တာတို့ဒီလိုမျိုးအဆိုမရှိပါဘူးเนาะအဲ့တော့သိထားမှာကဒီပုံလေးအရာဆိုရင် jaguar ဆိုတဲ့သတ္တဝါဒီ lion နဲ့ leopard တို့နဲ့တူညီစွာဆွေမျိုးနီးစပ်ပါတယ် lion ကလည်းပို့ပြီးတော့jaguar နဲ့ပို့နီးမစပ်ဘူး leopard ကလည်း jaguar နဲ့ပို့ပြီးတော့မနီးစပ်ဘူးသူတို့နှစ်ကောင်ဟာ lion နဲ့ leopard ဟာ jaguar နဲ့တူညီစွာဆွေမျိုးနီးစပ်တာကိုတွေ့ရပါတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့ common ancestor point တွေကတနေရာထဲမှာလာဆုံးလို့ဒီလိုလေးကျွန်တော်တို့သတိထားဖို့လိုပါတယ်အဲကြောင့်ဒီပုံလေးကိုကြည့်ပြီးတော့ကျွန်တော်တို့နောက်ဆုံးအနှစ်6ရင်ဒီအချက်နှစ်ချက်ရပါမယ်နံပါတ်1ချက်ကပုံလေးအရာဆိုရင် lion နဲ့ leopard ဟာဒီသတ္တဝါ3ကောင်မှာအနည်းဆက်ဆုံးသတ္တဝါ2ကောင်ဖြစ်တယ်ဒါပေမဲ့ lion နဲ့ leopard ဒီ jaguar နဲ့ကြည့်မယ်ဆိုရင်တော့ equally related ဖြစ်တာကိုကျွန်တော်တို့သတိထားရပါမယ်ကျွန်တော်ခုရှင်းပြတဲ့ဒီသဘောတရားလေးကိုနားလည်ရဆိုရင်နားလည်မှုကိုဆက်ပြီးတော့ကျွန်တော်ရဲ့နောက်ဆုံးပိတ်မေးခွန်းလေးကိုအားလုံးဖြည့်ကြည့်ပါကျွန်တော်မေးခွန်းကပါလေကျွန်တော်ဒီမှာ focus လုပ်စေချင်တဲ့သတ္တဝါ3ကောင်မှာ leopard ရဲ့ jaguar ရဲ့ snow leopard ရဲ့ဒီသတ္တဝါ3ကောင်နေရာမှာဘယ်သတ္တဝါ2ကောင်က more closely related ဖြစ်ပါလဲဘယ်သက်ရှိ2ကောင်ကပို့ပြီးတော့မှမျိုးနီးစပ်တယ်လဲဆိုတော့ကျွန်တော်ကိုဒီဘီနာက phylogeny diagram လေးကိုကြည့်ပြီးတော့ဆုံးဖြတ်ပေးပါခင်ဗျာဒီနေ့ကျွန်တော်ဆွေးနွေးတင်ပြချင်တာကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်